ရာဒီမမှန်လို့ပေါ့ရာဒီမမှန်ရာဒီတွေရာဒီတာနောက်ကျတာလို့ပါလို့ဆိုလို့ရှိရင်ကြိုက်ခဲတာလို့ဆိုလို့ရှိရင်ဒီကောင်လေးပေါ့နော်နဲ့ပြန်ကောင်လေးတောင်းဒီမှာစဖောက်ပဲပေါ့နော်ဒီမှာစဖောက်ပဲပေါ့အားလုံးဒီခါမှာဆိုလို့ရှိရင်လည်းဖုတ်ပါတယ်ဆို14တော့လားမသိနှစ်ထုတ်ပဲတော့လေအားလုံး12ထုတ်ပါတယ်နော်12ထုတ်အဲ့တော့ဖောက်ပြန်မယ်နော်ခေဘီကလာဆိုတော့ဒီမှာယူနေတယ်အဲ့ဒါကျမကဒါကိုနှစ်ထုတ်ထည့်တာပေါ့နော်ဒါပထမထုတ်ထည့်ပြီးပါရင်ဒါနောက်ဆုံးတော့ထုတ်တယ်အဲ့တော့မင်းတော့လာမလာပေါ့မသိရဘူးနော်ကျမကတော့ထုတ်ဖွဲ့ပြီးတော့တောက်ချလိုက်တယ်အဲ့တော့ဒီမှာကြာဒီလာတဲ့ခါကျရင်ကြိုက်သေးတာတွေပဲဖြစ်တဲ့အတွက်ကြောင့်မလို့လေရှင်းလေးနဲ့ထည့်မယ်နော်အဲ့တော့ရာဒီလာတဲ့လူတွေရာဒီထိန်တာတွေပဲဖြစ်ဖြစ်ရာဒီလာကန်လေးကြားလို့ရှိရင်ကြိုက်သေးတာပဲဖြစ်ဖြစ်ပေါ့အဲ့တော့ပထမဆုံးတောက်တာဆိုရင်ဒါ review လို့ပဲပထမဆုံးတောက်တာရှာဒီလာတာကအရင်တည်းကဟိုအရင်ဒီစားဖြစ်တယ်ဟိုရာဒီလာလို့ရှိရင်အဲ့လိုကြိုက်ခဲတယ်အမြဲတမ်းပြီးရင်ရာဒီလာလည်းနောက်ကျတယ်တွေးအားလည်းနေတယ်ပေါ့နော်ကြိုက်လို့ခဲလို့အဲကြောင့်မလို့ဒီကူကဒါပဲတောက်ပြီးတယ်ပေါ့ပြည့်ရာဒီလာဘူးနှစ်လနေမှလာရင်လည်းလာတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒါလေးကိုအမြဲတမ်းဆောင်ပြီးတော့တောက်ဆုံးပေးပါလို့ပြောချင်ပါတယ်ဒီမှာတော့ခုတောက်ပါပြီအရသာလေးရတော့လေဂျင်းအရသာလေးရပြားရသာလေးရပေါ့နော်အရကောင်းပါတယ်ရတာလေးကတော့မစိုးဘူးဆောင်းလာပြောသူလိုပေါ့ပြားရင်နှန်းလေးဒါတော့တနေ့က review ပေးတဲ့ညီမလေးတိုက်တဲ့ဥစ္စာထဲကိုဂျင်းရဲ့အရာတာအပူနည်းနည်းနေမယ်ပြီးတော့အချိုနည်းနည်းပေါ်တယ်အဲ့ review ပေးတဲ့ညီမလေးရဲ့အရင်ဆုံးတိုက်တဲ့ဟာလေးကလေအရင်တောက်ကောင်းတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်သူ့မှာတကြားတက်များတယ်တခြားတက်များလို့လားတော့မသိနည်းနည်းကဖေအရသာလေးလို့ဖြစ်တယ်ဒါပေမဲ့တောက်လိုက်လို့ရှိရင်ဒီထဲမှာပူပြီးတော့ကျသွားတယ်ဒီဟာကျတော့အဲ့လိုမျိုးမဟုတ်ဘူးဟာကျတော့ဖြည်းဖြည်းချင်းသူကပူပြီးတော့ကျသွားတယ်အချိုပေါ့တယ်တောက်လို့ကောင်းပါတယ်အဲ့ဒါကတော့ဒီရပေါ့အဲ့တော့ကျမတို့ရာသီမလာတဲ့လူတွေရာသီထိန်တဲ့အမျိုးသမီးတွေဆိုလို့ရှိရင်ဒီဟာလေးကိုသုံးတာပေါ့နော်ဒါလေးကအရင်ကောင်းပါတယ်ဘာမှမဟုတ်ပါဘူးအိမ်မှာနေတယ်ပြင်းနေပေါ့နော်ကိုရဲ့တဏိတာပေါ့နော်ကျမကြီးရဲ့အဓိကလူတယောက်မှာအရေးကြီးဆုံးကကျမကြီးပဲဒီလားကျမကြီးမကောင်းဘူးဆိုလို့ရှိရင်ဘာအလုံးမလုံးလို့အစင်းပြေမနေဘူးအဲကြောင့်မလို့ဂယူစိုက်ကြပါမိန်းကလေးတွေအလုံးလုံးတာပဲဖြစ်ဖြစ်ပေါ့နော်ကိုကအေးတန်းထဲမှာပဲအလုံးလုံးတာပဲဖြစ်ဖြစ်အေးမိတာပဲဖြစ်ဖြစ်ဒီဂျင်းထုတ်လေးပေါ့နော်အမြဲတောက်ပြီးဆောင်းထားတဲ့အမျိုးသမီးတိုင်းဒါလေးဆောင်းထားတဲ့နော်အလုံးလုံးလို့ရှိရင်ဒီအလေးတွေမင်းနေမတာတွေဘာတွေရှိတယ်ဆိုလို့ရှိရင်ဒီဂျင်းလေးတောက်လိုက်လို့ရှိရင်ကြိုက်ခဲတာတွေဘာတွေအများတက်တာမမတော့နေမကောင်းတာပေါ့ဒီကြကတော့ရာဒီလာတာနောက်ကြတယ်နှစ်လနေမှလာတယ်အဲ့လိုပုံမှန်မရှိဘူးအဲကြောင့်မတို့လည်းပုံမရှိတဲ့ကြောက်တာတော့အရန်ကိုတောက်ကောင်းနေပါတယ်ကျမအခုတောက်လို့ကုံသွားပါပြီရင်ထဲကိုလည်းအလုံးလိုက်ပြိုကျသွားပြီးတော့ကျမစိတ်ထဲမှာအရန်ပေါ့ပတ်သွားတယ်
ဒါပေမဲ့မိန်းကလေးတိုင်းကို review ပေးချင်တာကတော့ဘာလဲဆိုလို့ရှိရင်ဒီလိုမျိုးရာသီမလာဘူးရာသီထဲနေဆိုဒီတိုင်းပဲအေးဆွေးနဲ့မနေနဲ့ပေါ့နော်ချင်းကိုပြုတ်မယ်ခညက်ခဲလေးနဲ့ပြုတ်ပြီးတော့တောက်နိုင်ပါတယ်ဒါပေမဲ့ကိုကမပြောင်းနိုင်ဘူးမတောက်နိုင်ဘူးအချိန်မပေးနိုင်ဘူးဆိုလို့ရှိရင်တော့ဒီချင်းလေးကိုဒါလေးကိုဝယ်တောက်ပါနောက်တစ်ခုကမိန်းကလေးတွေခေါင်းတွေချော်တာဒီပေါ့နော်ခေါင်းချော်တာအချိန်မရှိခါမရှိမချော်ကြနဲ့ပေါ့နော်ဘာလို့လဲဆိုကိုနိုင်နိုင်ကလည်းညမူရှုပ်တစ်ခါတလေကြားလို့ရှိရင်မူရှုပ်ခဏီမှာချော်တဲ့အချိန်မျိုးတွေရှိတယ်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ကျမတို့ကသွေးတွေကခဲတာခုဆိုကျမဆိုသွေးခဲတာပါခေါင်းနဲ့ညဘက်ချော်အဲ့လိုချော်ပြီးကျမကအခုဖြစ်နေတဲ့အဖြစ်ကဘာလဲဆိုမသေးဘူးနော်ဒါပေမဲ့သွေးတွေခဲပြီးတော့ခဏကိုသွေးလဲပတ်မှုမရှိဒါကိုယ့်ရဲ့ယူဆချက်လို့လည်းပြောလို့ရတယ်ကိုဖြစ်နေတဲ့ပြဿနာကိုဒါပြန်လဲဖြေရှင်းပြီးတော့sharing လုပ်ပေးတာပေါ့နော်ဒါမှအရင်တော့ဆိုလို့ရှိရင်အလောကပြန်လာလို့ရှိရင်ခေါင်းချော်တဲ့မူချိုမိုက်ချော်ဖြစ်တဲ့အခါတွေရှိတယ်ပေါ့နော်အဲ့ဒါမှမဟုတ်လေသွေးလဲပတ်မှုတွေမရှိဘူးလဲပတ်မှုတွေမရှိတဲ့အခါကျတော့ရာသီသွေးရလဲမလာတော့နှစ်လနေမှတစ်ခါလာတယ်။နောက်ကျရင်တစ်လထဲနဲ့လာတယ်ရက်20ထဲနဲ့လည်းလာတယ်။မမှန်တော့စေကစေးရုံပြလဲဘာမှမထူအဲကြောင့်မလို့ဟိုကိုကျမရဲ့ review site တဲ့အနေနဲ့ပေါ့နော်။အဲဒီလိုမျိုးချင်းပြုတ်လေးပဲတောက်ပေးတာပေါ့။ဒါကတော့သူ့လည်းပုံမူကောင်းစီပါတယ်။မိန်းကလေးတယောက်ကလေသွေးလက်ပတ်မှုမရှိဘူးဆိုလို့ရှိရင်နှုံးနိုင်ပြီးတော့လေအသားတွေမဲလျှောက်လာမယ်။အသားတွေမဲလျှောက်လာမယ်ပြီးသွားလို့ရှိရင်အလုံးလုံးရှင်စိတ်တွေမရှိတော့ငုံတူးငိုင်နိုင်တွေဖြစ်လာတယ်ပြီးရင်စိတ်မကြည်တာတွေဖြစ်လာမယ်အသားရည်ကအရင်တော့ဖြူတယ်ဆိုရင်လည်းတဖြည်းဖြည်းနဲ့ညူပြီးမဲလာတယ်အဲ့လိုမျိုးအသားရည်ပြောင်းလဲမှုမရှိဘူးနောက်တစ်နေ့ကျလို့ရှိရင်ဝါတယ်နောက်တစ်နေ့ကျရင်ဖြူတယ်နောက်တစ်နေ့ကျရင်မဲတယ်အဲ့လိုမျိုးဖြစ်လာတယ်ပေါ့နော်လူလဲပိန်ရှုံလာတယ်အဲ့ဒါကတော့ဂျာတီသွေးမမှန်တဲ့သူတွေအဖြစ်များတာရှိကြပါတယ်ရှင်နောက်တစ်ချက်ကကိုကအထူးပြီးဆိုင်ရမယ့်အချက်လေးတွေပေါ့နော်။ဒါလည်းဆိုလို့ရှိရင်အိမ်အောင်တယ်ဆိုလို့ရှိရင်ကိုအရင်သွေးစစ်ပြီးတော့မှစီးတွေဘာတွေစစ်ပြီးတော့မှဒီဂျင်းပြုတ်ရည်တောက်ပါလို့ပြောချင်ပါတယ်ပေါ့နော်။အိမ်အောင်တယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါချိန်ပြီးတောက်သုံးနိုင်ပါတယ်။အဲကြောင့်မလို့မိန်းကလေးတိုင်းဒီဆေးလေးကိုတောက်သုံးသင့်ပါတယ်။ပြီးတော့ကျွန်မဆန္ဒပြောသလိုပေါ့အိမ်အောင်တယ်စီဆိုလို့ရှိရင်စီးစစ်ပြီးတော့မှတောက်သုံးမှာဘာလို့လဲဆိုတော့ကိုဝင်နေရှိရင်လည်းရှိနိုင်တော့မယ်ဟုတ်တယ်မလားကိုဝင်ရှိနေတဲ့အခါလေးဆိုလို့ရှိရင်ဒီချင်းဖြော်ရည်ကိုမတောက်သင့်ပါဘူးခလေးပြကြတတ်ပါတယ်အဲ့တော့ကိုကဒီဟာကိုတောက်သုံးတော့မယ်ရာသီမလာဘူးငါရာသီမလာဘူးစီးစစ်တော့လည်းမလာဘူးမလာဘူးလို့ပဲကိုကထင်နေတယ်ဒါပေမဲ့စီးရလဲနှစ်လလောက်တစ်ခါစင်မှာပေါ်လာမျိုးလည်းရှိပါတယ်ကိုဝင်ရှိတဲ့လူတွေဆိုလို့ရှိရင်အကြောင်းမလို့ဒီဟာကိုတောက်တော့မယ်ဆိုလို့ရှိရင်အရင်စီးစစ်ပြီးတော့မှတေချာတောက်တော့ပါဒါတော့တောက်တုံချင်းအားဖြင့်သူ့လည်းပဲမူကောင်းစီပါတယ်ရှင်